ဒီနေ့တော့အိမ်မှာအလွယ်တကူမြင်မြန်ဆက်ဆန်းမိနစ်ပိုင်းလေးတွင်ပြီးတယ်စသားကိုတော့ချက်ပေါင်လေးတွေတုံးပြီးတော့မှုန်နဲ့ဖြူစီလေးနဲ့ချက်ထားတဲ့ဒီမှာဟင်းလေးတကယ်ချင်းတွေအားလုံးကိုဆက်ပြပါမယ်။ကြမ်းကိုလွယ်ကူပါတယ်။ရပါတယ်ရှိအရင်လေးလွယ်ကူတဲ့ဟင်းလေးတစ်ခွက်ပါမြန်လုံးအားကြီးလုံးလို့မိနစ်ပိုင်းတွင်မှရင်ပြီးပြီးတော့ကလေးရောလူကြီးပါစားလို့ရတဲ့အရာသာရှိရဲ့ခါဆွဲနဲ့ပဲဖြစ်ဖြစ်သမင်းနဲ့ပဲဖြစ်စားလို့ရတဲ့စကားပေါင်းချင်လေးပြပေးမယ်နော်ဒါကတော့ကျွန်မစက်ပေါင်သားလေးတွေကိုတုံးထားတယ်တန့်စင်ထားပြီးပါပြီရှင်ပြီးပြီဆိုလို့ရှိရင်တော့မိုးကတော့ကိုကြိုက်တဲ့မိုးထည့်လို့ရတယ်ဒါကတော့မတန့်စင်ခင်ပေါ့နော်အဲ့ဒါကိုအပေါ်ကလေးတွေခွာလိုက်မယ်ပြီးရင်ရေးစင်အောင်ဆေးမယ်ဆိုလို့ရှိရင်ဒီမှာချက်ဖို့အတွက်ဒီမှာမိုးကအစင်သစ်ဖြစ်ပြီးဆိုလို့ရှိရင်ချက်သွန်ဖြူရဲ့ငရုတ်သီးစိမ့်ရဲ့ထည့်ပြီးတော့ချက်ပါမယ်ကလေးတွေစားဖို့ရဲ့အဆက်ကြောက်တဲ့သူဆိုရင်တော့ငရုတ်သီးစိမ့်မထည့်နဲ့ပေါ့နော်ကျမကတော့အဆက်ကြိုက်တဲ့သူဆိုတော့ငရုတ်သီးစိမ့်လေးထည့်ပါမယ်ကဲမိုးလေးကိုနဲ့ချက်သားလေးကိုစားပြီးတော့ချက်လိုက်ကြရအောင်အိုးကိုပူအောင်တက်ထားပြီးအိုးပူပြီးဆိုရင်တော့စီထည့်ပါမယ်စီပူလာပြီဆိုရင်ချက်သွန်ဖြူလေးတွေထည့်လိုက်ပါမယ်ချက်သွန်ဖြူလေးတွေမွေးလာအောင်ဆောင်းပါမယ်နော်ချက်သွန်ဖြူလေးတွေမွေးလာပြီဆိုရင်တော့ချက်သားထည့်လို့ရပါပြီရှင်နော်စသားလေးညှို့အောင်စောက်မှုအတွက်ဘုံအုပ်ထားလိုက်ပါမယ်နော်ဘုံပြင်ကြည့်လိုက်လို့စသားလေးကကိုလိုချင်တဲ့အမျိုးကိုရပြီဆိုလို့ရှိရင်တော့အခုကတော့ဖြူဖြူထည့်လိုက်ပါမယ်ဒီလိုဆိုလို့ရှိရင်တော့ဒါမက်ကီဒီမှာတစ်ချက်ကြီးပြပြီနော်ဒါကစစ်စစ်တုံးနေတာဖြည့်စီပါနော်ဒီမှာ white sauce ဒီ oyster sauce ကနောက်ပြီးတော့ကျွန်တော်တို့က maggi sauce ကိုနှစ်မျိုးထည့်ပါတယ်။ဘယ်နဲ့ပြရေးအနောင်နဲ့အကျဲဆိုတော့သဘောပါတယ်နော်။ဒါမှမဟုတ် oyster sauce ထည့်တယ်။ဒါကလည်းနည်းပြီးအရာကလည်းအတော်ပဲဆိုလို့ရှိရင်တော့နောက်ဆုံးမှာတော့မိုးထည့်လိုက်ပါမယ်။ဒီလိုဆိုရင်တော့မြေကြီးတုံးလေးတွေထည့်လိုက်ပါမယ်။လူကြီးတွေကတော့မဆိုင်ရရှင်နေဆက်နေနော်အချိုးကြီးတော့စားကြတယ်လေကိုယ်ကိုယ်နဲ့လူကြီးတွေနဲ့ဆက်နေကလေးတွေအကျဉ်းနဲ့လူကြီးတွေနဲ့ဆက်နေတယ်နော်ဆိုလို့ရှိရင်တော့ဒီဆိုရင်တော့အလုပ်ကြီးဆက်စားလို့ရတယ်စကားပေါင်းရပါပြီနော်စကားကိုမိမိအေးလေးကြောင်လုပ်ထားတယ်ပြီးတော့မှုလေးထည့်ထားတဲ့စကားဆိုကလေးလူကြီးကကြိုက်တယ်ဒီနေ့တစ်ခါပါခင်းနဲ့ပဲဖြစ်ဖြစ်ဟောက်ဆွဲနဲ့ပဲဖြစ်ဖြစ်စားလို့အရင်အဆင်ပြေတယ်စကားပေါင်းရပါပြီ